ဒါဆိုခုနကင်ထားရေးချက်ပါဒါမှဆေးပွားဖွေးနေရပဲဒါကခေါင်းလေးတွေတက်တက်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးတွေကိုထည့်လိုက်မယ်နော်ဒီပေါင်းဒီလိုလေးထည့်လိုက်မယ်ဒီမှာပျော့လေးနော်ဒီကောင်လေးဖောင်းလာလိမ့်မယ်ဒေတာခေါ်ရေချက်လို့ခေါ်တဲ့ကင်မွန်ကိုင်းနီးလေးကိုမေးထားတဲ့သူတွေအတွက်ဒီနေ့မှာတော့ကင်မွန်ကိုင်းနီးရဲ့ဒီကင်မွန်ပြုံးလေးတွေရဲ့စနစ်တကျဘလို့ပြုတ်ကလဲဆိုတော့ဗီဒီယိုလေးနဲ့တည်တည်ရာပြပေးလိုက်ပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်လိုက်ကြအောင်နော်ဒီနေ့မှာတော့ရေချက်ကိုင်းနီးလေးကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကတော့ရေချက်ပေါ့နော်ဒေတာခေါ်ရေချက်ဒါကင်မွန်လို့ခေါ်ရပေါ့နော်ဒါကျွန်တော်ဝယ်လာတာဒီကောင်ဒါ60တာပေါ့နော်2400စီဒါရေချက်ကိုကင်လို့ရင်ဒါကတော့မင်းအိတ်ပေါက်သွားပါဘောเนาะအမှန်ဆိုမင်းအိတ်မပေါက်အောင်ဒီကောင်လေးကဟိုကင်ပြီးရင်တော့ပြန်ဆေးလိုက်တာပေါ့เนาะဒါဆိုလက်ဆက်လို့ရှိရင်ဒီလိုရေဒါလေးကကြည်နေရပါတော့လက်ဆက်လေးသူကဒါလေးကကြည်လေးပေါ့เนาะဒါကြည်နေပြီးလို့ရှိရင်ပြန်ပြုတ်มาဖြစ်တဲ့အတွက်ကျွန်တော်ဒီဟိုပြုတ်ရင်တန်တန်လေးဖြစ်အောင်လို့ဒါအပေါ်ကနေပြီးဒီအေခွန်လေးဒါလေးခွာလိုက်တာပေါ့เนาะဒါအေခွန်လေးခွာတယ်ပြီးရင်ကျွန်တော်ရေချက်ပြုံးနီးလေးပါတခါတည်းပြပေးမယ်နော်ဒါသူ့ရဲ့ရေခွန်လေးအပေါ်ကဒါလေးခွာလိုက်တယ်ဗောနော်ဒါလေးခွာပြီးတော့ဒါပြုတ်လို့ရှင်ဒါဖွေးသွားတယ်ဗောနော်ဒါသူ့မှင်လေးနည်းနည်းရှိလို့မဲနေခဏကြာလို့ရှိရင်တော့ဒီဥစ္စာကိုရေလေးတိကျဆေးလိုက်ဖွေးသွားတယ်နော်ဒါအပေါ်ရေခွန်လေးဒါကင်ဗောနော်ဒီမှာပေါ့နော်ဒါအဲ့လိုခေါင်းလေးဖြုတ်လိုက်မယ်ပြီးလို့ရှိရင်ဒါသူ့ရဲ့အလဲကဒါဒီကော်ပြကော်ချောင်းလေးပေါ့နော်အဲ့ဒီချောင်းလေးကပလတ်စတစ်ချောင်းလေးထုတ်ရတယ်ပြီးလို့ရှိရင်အတွင်းတွေကကျွန်တော်တို့ဒါသူ့ရဲ့အစီအိတ်လေးထုတ်ရတယ်ပေါ့နော်အဲ့ဒီအစီအိတ်လေးတွေအဲ့ဒါလေးတွေကနည်းနည်းနဲ့ညှိရပေါ့နော်အစီအိတ်လေးထုတ်ရတဲ့အထဲမှာသူတို့စားထားတဲ့အစာလေးတွေတခါကြာလို့ရှိရင်ငါးအကောင်ပေါက်စာလေးတွေလည်းရှိရပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ကဒါဖယ်ထုတ်ရပေါ့နော်ဒီမှာငါးတစ်တွေ့ဒါသူတို့စားထားတဲ့အကောင်ပေါက်စာလေးအားလေးတွေကိုဖယ်ထုတ်ရပြီးလို့ရှိရင်ဒီလိုမျိုးအရေခွန်လေးတွေအပေါ်ဟာလေးတချို့ကြလည်းမခွာဘူးเนาะကျွန်တော်ကြတာကိုပြန်ပြုတ်ပြီးတော့တုံးမှဖြစ်တဲ့အတွက်ဒါလေးကိုအပေါ်ခွာလိုက်တာပေါ့เนาะဒါကင်မယ်ဆိုလို့ရှိရင်တော့ခွာစရာမလိုဘူးသူကကင်လိုက်လို့ရှိရင်အဲ့ဟာလေးတွေကဟိုပြီးလို့ရှိရင်တုံးပြီးတော့ပြောက်သွားတာပေါ့เนาะဟိုဒီတိုင်းမခွာဘဲနဲ့ကင်တယ်ဟိုခွာပြီးကင်တယ်ဆိုလို့ရှိရင်သူကအရေပြားကိုဒီအသားကိုဒါလိုက်တခါလဲစီးတယ်ဆိုတော့အသားလေးပါတူသွားမှာဆိုလို့